ဒန်နုတ်ဇလန်ဟာဘယ်သူကကောင်းတယ်ဘယ်သူကမကောင်းဘယ်သူကဟီးရိုးဘယ်သူကဗီလိန်ဆိုတာထက်လူတယောက်ရဲ့လက်ထဲကိုအာနာဒါမှမဟုတ်အစွမ်းစားတစ်ခုပေးလိုက်တဲ့အခါအဲ့ဒီလူကဘာဖြစ်သွားမလဲဆိုတဲ့ message ကိုပေးချင်တဲ့ဇလန်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအာနာနဲ့အစွမ်းစားကိုမကောင်းတဲ့သူတယောက်ရသွားရဆိုတာထက်ညံကောင်းပြီးလူဖွဲ့စည်းကိုပုံမကောင်းမွန်စေခြင်းနဲ့လူတယောက်သာအဲ့ဒီအစွမ်းစားတွေရသွားခဲ့မယ်ဆိုရင်သူဟာဘယ်လိုမျိုးအသုံးချသွားမလဲဆိုတာကိုပါပြသသွားခဲ့ပါတယ်အကြောင်းကတော့ဒန်နုတ်ဖန်တီးသူဟာဇက်ကောင်ကိုစမ်းသပ်တာမျိုးမဟုတ်ဘဲနဲ့ကြီးရှုသူတွေရဲ့သဘောထားကိုစမ်းသပ်တာပဲဖြစ်ပါတယ်ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ဒန်နုတ်ဖန်တီးသူဖြစ်တဲ့ဆူဂူမီကိုယ်တိုင်အင်တာဗျူးမှာဇလန်ဟာအဖြေကိုမပေးဘဲမေးခွန်းပဲပေးချင်တာဖြစ်တယ်လို့အချင်းချင်းဖြေဆိုခဲ့ပူပါတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ကြည့်ရှုခဲ့ရတဲ့ဇလန်ထဲမှာတရားမျှတမှုကိုဆုံးဖြတ်ပေးတဲ့တရားရုံးတွေတရားသူကြီးနဲ့ရှေ့နေတွေဆိုတာထက်ခီရာနဲ့ဘယ်သူကတရားမျှတမှုအစ်စ်လဲဆိုတဲ့အရာကိုကျွန်တော်တို့အနေနဲ့မေးခွန်းတွေနဲ့သာကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်ဒီထက်ပိုပြီးနှက်နေတဲ့မေးခွန်းတစ်ခုကတော့အမားလုံနိုင်တဲ့လူတွေကြားထဲမှာတရားမျှတမှုဆိုတဲ့အရာစစ်မှန်ရလားဆိုတာပါပြီးတော့တရားမျှတမှုကိုဆွဲကင်တဲ့သူတယောက်ကကိုယ့်ရဲ့လမ်းစဉ်နဲ့မကိုက်ညီတဲ့သူတယောက်ကိုမတရားရဲ့လူမကောင်းတဲ့လူလို့သတ်မှတ်ပြီးတပ်ပစ်တာဟာတရားမျှတမှုလားအာဏာရှင်လားဆိုတာမိတ်ဆွေတို့မပြောလဲသိပြီးသားဖြစ်မှာပါဒန်နိုရဲ့အစပိုင်းမှာစာရေးသူကကျွန်တော်တို့ကီရာဘက်ကိုမတိမတာဆွဲခေါ်သွားခဲ့ပါတယ်ကီရာရဲ့စီရင်မှုတွေကြောင့်ပြစ်မှုတွေရောကြလာတာနဲ့ကဘာကြီးပို့ပြီးတည်ငြိမ်လာတာဟာကီရာကိုလူကောင်းအဖြစ်ပြချင်တာမျိုးမဟုတ်ပဲကြီးရှုတဲ့ပရိသတ်တွေကိုယ်တိုင်အကယ်၍အကျိုးရှိမယ်ဆိုရင်လူသက်တာကိုခွင့်ပြုနိုင်မလားဆိုတဲ့အထိတွေးစီချင်တာပဲဖြစ်ပါတယ်ဒန်နိုကိုကြီးရှုနေရင်တင်ကိုယ်တိုင်ကီရာကိုထောက်ခံလိုက်တဲ့အချိန်ဟာဇလန်ရဲ့ဇက်ကောင်ကိုထောက်ခံတယ်ဆိုတာထက်တင်းရဲ့မတိစိတ်ထဲကအာနာလူလားမှုကိုကိုယ်တိုင်ထောက်ခံလိုက်တာနဲ့အတူတူပါပဲဒီချက်ကိုပို့ပြီးပြေဆုံးသွားစေတဲ့အကြောင်းရင်းကတော့တရုတ်ပြည်မှာဒန်နုတ်ကိုဘန်းထားရတဲ့အကြောင်းရင်းပါဖြစ်ပုံကတော့တရုတ်ပြည်မှာရှိတဲ့ចောင်းသားတွေဟာသူတို့မကျေနပ်တဲ့သူတွေရဲ့နာမည်ကိုဒန်နုတ်ပုံစံစာအုပ်အတုတွေထဲမှာရေးနေရကနေတဆင့်နောက်ပိုင်းမင်းနာမည်ကိုဒန်နုတ်ထဲမှာရေးမယ်ဆိုတဲ့ချင်းချောင်းမှုတွေဖြစ်လာတဲ့အတွက်ကြောင့်မိဘတွေကကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမကောင်းတော့ဘူးဆိုတဲ့တိုင်ကြားချက်တွေကနေတဆင့်ဘန်းနဲ့အထိဖြစ်သွားရတာပဲဖြစ်ပါတယ်ဒီလိုဖြစ်ရက်တွေအကြောင်းအရာတွေအကြောင်းပဲဒန်နုတ်ဟာရိုးရိုး animation ဇာတ်ကားဆိုတာထက်ကိုပိုပါတယ်။ကြောင်းယုံခြင်းကိုအခြေခံပြီးတည်ဆောက်ထားတဲ့ကဘာတစ်ခုဟာတည်ငြိမ်ပြီးအေးချမ်းတယ်လို့ထင်ရပေမဲ့လွတ်လပ်မှုမရှိတဲ့တိတ်ဆိတ်ခြင်းပဲဆိုတာကိုဒန်နုတ်ကသွယ်ဝိုက်ပြီးဖော်ပြသွားခဲ့ပါတယ်။ဆိုတော့ဒန်နုတ်ဖန်တွေအနေနဲ့ဒန်နုတ်ကိုကြည့်ပြီးဘယ်သူကကောင်းတယ်ဘယ်သူကမကောင်းညှင်းခုန်နေကြအောင်မယ်ဆိုရင်ဒန်နုတ်ကပေးခြင်းတဲ့အဓိက message နဲ့လွဲနေအောင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ချင်ပါတယ်